မနက်စီလေးကွာအပြင်လေးထွက်ကြည့်အောင်မယ်ဒါနဲ့ပြောဒီနေတာရိုက်ဆော့တို့ဒီမှာကြည့်စိနာတာအဲ့ဒါပြရလဲဆိုနေတာပေါ်တယ်ဟိုးပါမဆောက်တယ်ကွာနော်ဒါပေမဲ့ကျွန်တော်အဲ့ဒါပြန်ပြီးတော့ဖြူလိုက်ပြီဗျအဲ့ဒါပြန်ဖြုတ်လိုက်အဲ့နေတာပေါ်တယ်ဝင်နေတာကောင်ရအဲ့နေတာပေါ်တယ်ကိုဝင်ပြီးတော့ဒီ overall တွေကိုရောက်လာရွာသားတွေအတွက်လည်းအနေရှိရကျွန်တော်တို့လည်းအနေရှိ yes ပြီးတော့ဒီမှာနေတာရိုက်ဓာရီတို့အဲ့လိုပစိန်တွေတို့အဲ့လိုတွေမဟုတ်သေးဘူးအာမော craft ထားတယ်wow အဲ့ဆိုကျွန်တော်အပြင်လေးခဏလေးထွက်ကြည့်အောင်ဝါအဲ့ဒါဘာကြီးလဲတွေ့လားဝါအဘာကြီးလဲတွေ့လားအဲ့အပေါ်ဟာကြီးဘာကြီးလဲတွေ့လားအဲ့ဒါကကျွန်တော်ရဲ့ဒုံးပြန်ပါဒုံးပြန်ပြင်မလားဟိုးအပေါ်ထိပြန်သွားမဲ့ဒုံးပြန်အဲ့ဒါကျွန်တော်ရဲ့ဒုံးအထဲဝင်ကြခဏဆောင်ဒီထဲတဲ့တကားပေါက်ကဘယ်မှာလဲလို့ထင်နေမယ်နော်ပြည့်ဝတကားပေါက်ကြည့်ဒီနားမှာ trap door လေးတွေ့တယ်အဲ့လိုခဏနဲ့ဒီအထဲပြတော့ဝါလာလမ်းမီဘာလို့လာလမ်းမီလဲအိပ်ပြီးတော့မနှပြန်ကြအဆင်မရဘူးခုတော့အိပ်လိုက်ညလေရောက်ဆုံးပြေလာတော့Okay. Hello, Suara. Mình kenal mình tahu ala. Ya. Oh, malumnya. No. Gula chano. Mana pian caro me. Tinde. Tali lo kain lo hay hả? Hey. Sorry. Sinh nhanh nhỉ, biển bị lại đó. The car park for trap door thảo cho nó sinh như mẹ cho. Ai cho nó mấy đứa nó tao bị có phải trông đi toa rồi mày. Cái này sao?
လာဗာကြီးတွေးလိုက်တာနော်လာဗာတွေရှိရဲ့ oh no ခုနလာဗာကြီးတွေးလိုက်လားအိုင်နာမှာလာဗာကြီးအတုံး80ယူလိုက်မယ်โอเคအတုံး80ပြည့်ဒီမှာဒီနာ64ခုနဲ့ဟိုဟာ6ခုနဲ့ပေါင်းလိုက်80ဖြစ်မှာโอเคအတုံး80လာသွားစို့โอเคဟိုဟာ upgrade ကျွန်တော်ရဲ့စခန်းကိုရောက်ဟယ်လိုရမှာဟိုဟာလေးပုံစံကြီးပြနော်ခဏလေးပါခဏလေးဝင်လို့ရလိမ့်မယ်နော်ဟယ်လိုဒီဝင်နေတာခဏလေးဝင်ရအောင်โอเคหนูหลงข้างในไปฉาย
era ya ya piwa sangat nó thì rất là chậm dạ cho các bác người không thể bán cá đâu cống điểm một vài cá đâu con thì mỗi tiền thật còn một cống điểm của nó cả cho nó ví dụ là chỉ tạo thả đó hoa lâu này số hoa lâu bằng tiền ta đúng rồi chị ạ thả rồi cho nó để ngã cả mà gì vậy cho nó đi ngã cả mà cho nó đi cái lá đi thu thả không bao giờ thì vậy đi qua đi à cái lá đi thu thả bị vậy nấu nhá lấy dòng này cho bây giờ mà nay chả mà cái sao lại cái thả đâu em mua được vậy thả đâu nấu em vào nó và thả đâu cho nó làm màဒါကျွန်တော်ဆောက်ထားတဲ့အိမ်ပေါ့နော်ဒါဒီကျူတွေကလည်းမကျူဒါကျွန်တော်ဘာလို့ဆောက်ထားတဲ့အိမ်ဆိုကျွန်တော်မနေ့ပြန်ရောက်က
ကျွန်တော်ရဲ့ခွေးရင်ကိုလိုက်ကြနော်ကျွန်တော်ရဲ့ခွေးရင်လိုက်ကြအောင်ကြည့်ဒါတော့ကျွန်တော်တို့ဒီကအောင်လောင်းပေါ့နော်ဒါတော့ကျွန်တော်ရဲ့ခွေးပေါ့နော်ကျွန်တော်ခွေးရလာတယ်ပေါ့နော်သူ့ရဲ့အိမ်မှာကြည့်မယ်ကြည့်လိုက်မှာအပေါ်မှာအယိုးလေးတက်ထားရဲ့ခွေးဆိုတော့သူ့အောက်မှာအဖာကျွေးပြီးထားတယ်ဒီမှာအဖာကျွေးပြီးထားတယ်မတီးဟောင်းဘယ်ကနေကြည့်ပြီးဆောက်တာလဲလို့ပြောမှာဒါ YouTube ကနေကြည့်ပြီးဆောက်တာပါကိုယ်ကဆောက်တာမဟုတ်ပါဘူး YouTube ကနေကြည့်ပြီးဆောက်တာပါကြည့်နေပါဒီ YouTube ဟာမကြည့်ရင်လည်းကျွန်တော်ဟာကြည့်ပြီးဆောက်ပါကျွန်တော်ပတ်လည်းပြပါမယ်ဒီကြည့်ရခြင်းတော့ပထမဆုံးဆောက်ရမယ်တက်တာနှစ်တုံးပေါ့နော်တက်တာနှစ်တုံးကိုအဲ့အလယ်မှာတဘလော့ချပြီးတော့ထားလိုက်အဲ့လိုဒီဘက်မှာတက်တာတစ်လုံးဒီဘက်မှာတက်တာတစ်လုံးအဲ့လိုထားလိုက်ပြီးအဲ့ဒီရဲ့အချိန်မှာဒီခြံကြီးကိုတက်လိုက်အဲ့ဒီရဲ့အပေါ်မှာလီးရင်ကိုထားလိုက်ဒီနားမှာအပြားတက်တာပြားလေးထားလိုက်ဒီနားမှာတက်တာတော့ထားလိုက်တက်တာတော့ဒီဟိုမှာလေးတက်တာပြပြီးတော့ဒီပေါ်မှာလည်းလီးရဒီနားဒီပုံလေးကကျွန်တော်အလားထားတာဒီပေါ်မှာ item frame နဲ့အယူလေးထားပြီးတော့မှ item frame နဲ့အမဲတော့ထားဆိုဟိုမှာအပါလေးဒီကျွန်တော်တို့ရဲ့မျောစင်哇，ဒီဘောနေဟိုမှာ creeper တွေ့မှာโอ้ยထိဝိုင်းဟိုမှာအစိတ်မိနေဟိုမှာကျွန်တော်အစိတ်ညားနဲ့ပြလိုက်တော့ဟိုမှာခုနအစိတ်မိနောက်အပိုင်းကျဒီနားမှာကျွန်တော်မီးရောက်စခန်းလေးစောင့်နေကြမီးရောက်စခန်းဆိုတာသိရပါမယ်ဒီကြီးမှာမီးရောက်စခန်းစောင့်မှာပေါ့နော်အားလုံးပဲသိကြတဲ့ချင်းတီးအားလုံးပဲကျေးဇူးတင်ပါတယ်ဒီကနောက် episode 4လေးလာပါမယ်အားလုံးပဲ bye bye